ဒီဇက်ကားတဲ့ကကျွန်တော်ရရှိတဲ့သင်ခန်းစာ၄ခုကိုပြောပြချင်ပါတယ်ဒီထဲမှာနောက်ဆုံးတစ်ခုကတော့ကျွန်တော်အကြိုက်ဆုံးပဲဖြစ်ပါတယ်ဆိုတော့ဒီဇက်ကားလေးရဲ့နာမည်က The King's Warden ဖြစ်ပါတယ်ပထမဆုံးကျွန်တော်ရရှိတဲ့သင်ခန်းစာက Loyalty is not just war သစ္စာတရားကစကားလုံးသက်သက်ပဲမဟုတ်ပါဘူးငါမင်းဘက်မှာရှိနေမယ်ငါမင်းနားမှာရှိနေမယ်ဆိုတဲ့စကားကလုံလောက်တယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့အခက်အခဲတွေကြုံလာတဲ့အချိန်မှာလူတွေဟာပြောင်းလဲတတ်တယ်စကားတွေဟာတိတ်ဆိတ်သွားတတ်တယ်ဒီဇက်ကားရဲ့နောက်ဆုံးအပိုင်းမှာဒီရွာလူကြီးကဒီနန်းကျဘရင်လေးကိုသစ္စာရှိဖို့ထက်သူ့ရဲ့ရွာကရွာသူရွာသားတွေရဲ့အသက်အတွက်ပြီးတော့သူ့ရဲ့သားအသက်အတွက်ကြောင့်မို့နန်းကျဘရင်လေးပေါ်မှာသစ္စာပြတ်ခဲ့ရပါတယ်ဒါကြောင့်သစ္စာဆိုတာစကားတသက်မဟုတ်ဘူးမပြောင်းလဲတဲ့ရွေးချယ်မှုတစ်ခုပါဒီလူတစ်ယောက်ကိုလက်မလွတ်ဘူးဆိုတာကသူအားနေသွားတဲ့အချိန်မှာတော့နောက်ပြန်မလဲတဲ့သူဖြစ်ဖို့လိုပါတယ်ခုကြည့်နေတဲ့သူထဲမှာရောကိုယ့်ရဲ့အနာမှာစကားနဲ့မဟုတ်ပဲတကယ်သစ္စာရှိတဲ့သူမပြောင်းလဲတဲ့သူရှိလားဆိုတာကို comment ထဲမှာရေးသားခဲ့ပါနံပါတ်2တစ်ခုကကြတော့အာနာဆိုတာကထာဝရမတည်မြဲဒီဇက်ကားထဲမှာဘရင်တစ်ပါးကတနေ့တည်းမှာပဲသူ့ရဲ့လူတွေကိုမိတ်ပေးနိုင်တယ်ဒါပေမဲ့အချိန်တစ်ခုရောက်လာတဲ့အခါမှာသူ့ရဲ့အမိတ်ထက်သူ့ဦးကြီးတော်ရဲ့အမိတ်ကိုနာခံခဲ့ကြတယ်ဒီလိုချင်းနေမှာဘရင်ရဲ့ရင်ထဲမှာဘလောက်အထိနာကြီးခံစားရခက်လိုက်မလဲဒါပေမဲ့ယဉ်နှင့်စွာနဲ့ပဲဘရင်လေးကဒီအချင်းတွေကိုလက်ခံခဲ့လိုက်ရပါတယ်တို့ရဲ့ဘဝမှာရှိတဲ့ယာထူးတွေဂုံထူးတွေကလည်းမတည်မြဲဘူးဘဝကလည်းအမြဲတမ်းအဆင်ပြေနေမှာမဟုတ်ပါဘူးအတက်အကျတွေကြုံရတတ်တယ်ဒါကြောင့်မလို့အာနာဆိုတာမတည်မြဲပါဘူးဒီလိုအခြေအနေမျိုးကိုကျွန်တော်တို့ကြုံတွေ့ရပြီဆိုရင်ဒီအခြေအနေတွေကိုကျွန်တော်တို့လက်ခံဖို့လိုပါတယ်ဒါအပြင်မှာကျွန်တော်တို့ဒီအခြေအနေထဲမှာပဲမနေပဲကျွန်တော်တို့ဆက်ပြီးတော့ကျွန်တော်တို့လုပ်ကြရှိတဲ့အလုပ်တွေကိုဆက်ပြီးတော့လုပ်နေဖို့လိုပါတယ်ဒါမှပဲကျွန်တော်တို့ရဲ့နောက်ထပ်လာမဲ့အနာဂတ်မှာဆိုရင်ပိုကောင်းတဲ့လမ်းရရှိမှာဖြစ်ပါတယ်ခုကြည့်နေတဲ့သူထဲမှာရောကိုကအာနာရှိတဲ့သူလားဒါမှမဟုတ်တမိုးရှိတဲ့သူလားတစ်ဆက်တည်းမှာပဲ brother တို့ရောဒီလိုမျိုးဘဝအခက်အခဲအနေမြင့်တက်ကြတွေကြုံလာတဲ့အချိန်မှာဆိုရင် brother တို့ဘာလုပ်မလဲအဲ့ဒါကို comment ထဲမှာရေးခဲ့ပါနံပါတ်3ကာကွယ်ခြင်းရဲ့အဖို့ခကာကွယ်ခြင်းရဲ့နောက်ွယ်လူတယောက်ကိုကာကွယ်တယ်ဆိုတာကလွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ဘူးဒီဇက်ကားတွေကလိုပဲဒီရွာလူကြီးကဒီဘရင်လေးကိုကာကွယ်ဖို့အတွက်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ဘရင်လေးကကြောက်တဲ့ခုန်ချပြီးကိုယ့်ကိုတက်တည်ဖို့လုပ်တဲ့အချိန်မှာသူအသက်နိုင်ဆုံးအသက်နဲ့ရင်ပြီးတော့တားခဲ့ရပါတယ်။တခါတလေကိုယ့်ရဲ့အသက်ကိုယ်တော်လက်လွတ်ဖို့အသင်ဖြစ်ဖို့လိုပါတယ်။အဲ့ဒီမှာလည်းဒီရွာလူကြီးကဘရင်လေးရဲ့အသက်ကိုအချိန်ပေါင်းများစွာကာကွယ်ခဲ့ရပါတယ်။ဒါကဟီးရိုးဖြစ်ဖို့မဟုတ်ဘူးရွေးချယ်မှုတစ်ခုပဲဖြစ်ပါတယ်။ငါသူ့ကိုကာကွယ်မယ်ဆိုတဲ့အရာကတနည်းအားဖြင့်ကိုယ့်ကိုလက်လွတ်ဖို့အသင်ဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။ခုကြည့်နေတဲ့သူတွေမှာရောဒီလိုရွေးချယ်မှုမျိုးလုပ်ဖို့အသင်ဖြစ်ဘူးလားတခုပဲနော်ကောင်မလေးကိုငါအသက်ထက်ပိုချစ်တယ်လို့တော့မပြောနဲ့နော်နောက်ဆုံးတစ်ခုပေါ့နော်ကျွန်တော်အရင်ကြိုက်တဲ့ The Pains of Loyalty သစ္စာရှိခြင်းရဲ့နာကျင်မှုပေါ့နော်내가 되면 좋아할 줄 알아 부디 그대 손으로 날 죽여달라ဒီဇက်ကလေးရဲ့နောက်ဆုံးအပိုင်းမှာဒီရွာလူကြီးကဒီနန်းကျဘရင်လေးအပေါ်မှာတစ္ဆာဖောက်ခဲ့ရပေမဲ့အရန်ကိုမှနှလုံးသားကြေမွမတက်နာကျင်နေရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီလိုတစ္ဆာဖောက်ရခြင်းရဲ့အကြောင်းရင်းကလည်းတစ်ဖက်မှာသူရန်ချရတဲ့ရွာသူရွာသားတွေရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ဖို့အတွက်လည်းဖြစ်ပါတယ်တစ္ဆာဆိုတာတစ်ခါတလေအားသာခြင်းမဟုတ်ဘူးတခါတလေကိုယ့်ကိုတိတ်တိတ်လေးထိခိုက်စေတဲ့အရာတစ်ခုလိုဖြစ်သွားတတ်ပါတယ်လူတစ်ယောက်ကိုလက်မလွတ်နိုင်တာကအချစ်ကြောင့်တစ်ခုတည်းပဲမဟုတ်ပါဘူးကိုပေးခဲ့တဲ့အချိန်တွေယုံကြည်မှုတွေမေတ္တာတွေကိုလွင့်ပြရမယ်ဆိုတဲ့အတွေးကအရန်ကမှနာကျင်လွန်းပါတယ်တခုတော့မမေ့ဖို့လိုပါတယ်တစ္ဆာရှိတာကကိုယ့်ရဲ့တန်ဖိုးပါဒါပေမဲ့ကိုယ့်ကိုနာကျင်စေတဲ့နေရာမှာပဲအမြဲတမ်းဆက်နေရမယ်ဆိုတဲ့တာဝန်တော့မဟုတ်ပါဘူးတခါတလေလွတ်ချလိုက်တာကတစ္ဆာမရှိတာမဟုတ်ပါဘူးကိုယ့်ကိုကာကွယ်လိုက်ခြင်းပဲဖြစ်ပါတယ်လူတိုင်းကိုယ့်ရဲ့နှလုံးသားထဲမှာတော့အဖြေကရှိထားပြီးသားပါအဲ့ဒီနှလုံးသားကတိတ်တိတ်လေးပြောနေပါတယ်အဲ့ဒီအတန်ကိုနားထောင်ဖို့နဲ့တတိရှိဖို့ပဲလိုပါတယ်ခုကြည့်နေတဲ့သူတွေမှာရောကိုယ်တိုင်နာကျင်ရမယ်ဆိုတာသိနေတာတောင်ဆက်ပြီးတော့တစ္ဆာရှိနေမလားဒါကတော့ကိုယ်တိုင်ဆုံးဖြတ်မှာဖြစ်ပါတယ်တွေးကြတစ်ခုခုတော့ရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ် subscribe လုပ်ဖို့လည်းမမေ့ပါနဲ့နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ် bye bye